အားလုံးပဲမင်္ဂလာပါဒီနေ့3ရက်တလ2026ရက်နေ့စနေနေ့ညပွဲစဉ်များထဲမှာကျွန်တော်အကြိုက်ဆုံးပွဲစဉ်လေးတွေကိုရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ညီကိုတွေအနေနဲ့ကျွန်တော် comment မှာကျွန်တော်ရဲ့ Telegram channel လေးကို link ချပေးထားပါမယ် Telegram channel ကိုဝင်ရောက် join ပေးကြပါကျွန်တော်အနေနဲ့ Telegram channel မှာညနေတိုင်း free tip ပွဲစဉ်လေးတွေကိုပုံမှန်တင်ပေးလေးရှိပါတယ်ပထမဆုံးပွဲစဉ်အနေနဲ့Premier League က Brighton နဲ့ Burnley နဲ့ပွဲစဉ် Brighton ကတလုံး30ရှုံး9ပေါင်းအနေနဲ့3လုံး45နိုင်ကြေးဖွင့်လှစ်ထားတယ် Brighton ရဲ့နောက်ဆုံး5ပွဲအခြေအနေကိုကြည့်မယ်ဆိုရင်3ပွဲတည်2ပွဲရှုံးရလက်ကိုရရှိထားတယ် Burnley ကလည်း2ပွဲတည်3ပွဲရှုံးရလက်ကိုရရှိထားတယ် Brighton ကအဆင့်14 Burnley ကအဆင့်14ရာရေး19ကိုတလုံး30ရှုံးကြေးဖွင့်နေပေးထားတယ်ကြေးဖွင့်နေမှုရကြည့်ရမယ်ဆိုရင်တော့တလုံး30ကို3လုံး45နဲ့ပိတ်ထားဖြစ်တဲ့ကြောင့်ဘန်လေးကိုမရနိုင်ဘူးဆိုပြီးတော့ကြေးဖွင့်နေထားတာကိုတွေ့ရှိရတယ်ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာဆိုရင်တော့ Brighton အနေနဲ့နိုင်ပွဲပြန်လည်ရရှိမယ်လို့ကျွန်တော်ကတော့သုံးသပ်တယ်အဲ့ဒီအတွက်ကြောင့်ဒီပွဲစဉ်ကိုကျွန်တော်အနေနဲ့ Brighton 1-0 2-0 လောက်နဲ့နိုင်သွားမယ်လို့ယူဆရတဲ့အတွက်ကြောင့် Brighton body နဲ့9ပေါင်းအောက်ကိုရွေးချယ်ပေးပါတယ်နောက်တစ်ပွဲကတော့ဖုံးပေါင်းနဲ့ Arsenal ဒီပွဲမှာ Arsenal ကတလုံး20ရှုံး9ပေါင်းကြေးအနေနဲ့3လုံး30နိုင်ကြေးဖွင့်နေထားတာကိုတွေ့ရှိရတယ်ဖုံးပေါင်းအသင်းအနေနဲ့ကနောက်ဆုံး5ပွဲမှာနိုင်ပွဲတစ်ပွဲမှရရှိထားခြင်းမရှိဘဲနဲ့4ပွဲတည်းတစ်ပွဲရှုံးရလက်ကိုရရှိထားပြီးတော့ Arsenal ကတော့နောက်ဆုံး5ပွဲမှာ4ပွဲနိုင်တစ်ပွဲတည်းရလက်ကိုရရှိထားတယ်ဖုံးမောက်အသင်းအနေနဲ့ကအိမ်ဝင်းပွဲစဉ်တွေဆိုရင်တော့တရေရအောင်ခံထားပြီးတော့ပေးကိုနေတာကိုတွေ့ရှိရမယ်အဝေးဝင်းပွဲစဉ်တွေဆိုရင်တော့ဖုံးမောက်အသင်းအနေနဲ့ပေးကိုတွေများပါတယ်အာဆင်နယ်အသင်းအနေနဲ့ကလည်းအဝေးဝင်းပွဲစဉ်ဆိုရင်တော့တိုက်ဆက်က900နဲတော့တွေ့ရှိရတယ်အာဆင်နယ်ကအဆင့်1ဖုံးမောက်ကအဆင့်15အဆင့်1ကအသင်းကအဆင့်15အသင်းကိုအဝေးကွင်းရပြီးတော့တစ်လုံးမှာ20ရှုံးကြေးဖွင့်နေထားတာတွေ့ရှိရတဲ့ကြောင့်ကျွန်တော်အနေနဲ့ကတော့အာဆင်နယ်အနေနဲ့နိုင်သွားလဲတစ်လုံးလောက်ပဲကတ်နိုင်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ကြေးတန်းအရလည်း1 minus ကို3 plus နဲ့ပိတ်ထားဖြစ်တဲ့ကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့အာဆင်နယ်အနေနဲ့1-0 1-1အဲ့ရလက်မျိုးလောက်ပဲထွက်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်အဲ့အတွက်ကြောင့်ဒီဖုံးမောင်းနဲ့အာဆင်နယ်ပွဲစဉ်တွေကိုကျွန်တော်အနေနဲ့ကိုအောက်တစ်ကြောင်းလေးကိုပဲရွေးချယ်ပေးခြင်းပါတယ်နောက်ပွဲစဉ်ကတော့ပြင်သစ်လီဂူ1ကည10နိုင်ခွဲမှာကံမဲ့မိုနာကိုနဲ့လိုင်ယွန်းနဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာမိုနာကိုက level 60ရှုံး9ပေါင်းကြေးအနေနဲ့3လုံး5ချက်နိုင်ကြေးဖွင့်နေထားတာကိုတွေ့ရှိရတယ်မိုနာကိုအသင်းအနေနဲ့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲရှုံးလိုင်ယွန်းအသင်းအနေနဲ့ကတော့4ပွဲနိုင်2ပွဲရှုံးရလက်မျိုးရရှိထားတယ်လိုင်ယွန်းအသင်းကအဆင့်9မိုနာကိုအသင်းကအဆင့်9ဒါကိုအဆင့်9ကအသင်းကအဆင့်9ကအသင်းကိုကြေးပြန်လဲပေးရတာကိုတွေ့ရှိရမယ်မိုနာကိုအသင်းကလည်းအိမ်ကွင်းပွဲစဉ်တွေဆိုရင်တော့ခြေစွမ်းကောင်းမွန်တာကိုတော့တွေ့ရှိရမယ်PSG ကိုတော့အိမ်ကွင်းမှာ1-0ဆိုတဲ့ရလက်နဲ့အနိုင်ရအောင်ကန်ထားနိုင်တာကိုတွေ့ရှိရတယ်ဒီပွဲစဉ်မှာလည်းကျွန်တော်အနေနဲ့မိုနာကိုကတော့အနည်းဆုံး1-0 2-1အဲ့လိုရလက်မျိုးတွေကိုရရှိလိုက်မယ်လို့ယူဆရတာဖြစ်တော့ကြောင့်ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာတော့မိုနာကိုဘော်ဒီတစ်ကြောင်းလေးကိုပဲရွေးချယ်ပေးခြင်းပါနောက်ပွဲစဉ်တစ်ပွဲကတော့အီတလီစီးရီးအေကအစောဆုံးပွဲဖြစ်တဲ့ညနေ6နာရီမှာကံမဲ့ကိုမွန်နဲ့ဦးဒီနီတို့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာကိုမွန်ကဘော်ဒီတွေတစ်လုံး60နိုင်9ပေါင်းကြေးအနေနဲ့နှလုံး80ရုံးကြေးဖွင့်နေထားတယ်ကိုမွန်အသင်းအနေနဲ့ကတော့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်ပြီးတော့2ပွဲရှုံးထားတယ်ဦးဒီနီအသင်းအနေနဲ့ကတော့2ပွဲနိုင်2ပွဲတည်3ပွဲရှုံးရလက်တွေကိုရရှိထားတယ်ကိုမွန်အသင်းအနေနဲ့ကတော့အဆင့်6ဦးဒီနီကအဆင့်7ကြေးဖွင့်လှစ်ထားမှုရကြေးမှန်ကန်တယ်လို့တော့ယူဆရတယ်ဦးဒီနီအသင်းအနေနဲ့ကတော့အဝေးကွင်းပွဲစဉ်ဆိုတော့ခြေစွမ်းအနှဲငယ်မကောင်းတာတွေ့ရှိရတယ်ထို့အတွက်ကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာတော့ကိုမွန်ဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်နောက်တစ်ပွဲကတော့2:15မှာကံမဲ့အန်တလာနဲ့ရိုမာတို့ပွဲစဉ်ဖြစ်ပါတယ်
ဒီပွဲစဉ်မှာအတလနာက level 35ရှုံး9ပေါင်းကြီးအနေနဲ့နှလုံး40ရှုံးကြီးဖွင့်နေထားတာတွေ့ရှိရတယ်အတလနာအသင်းအနေနဲ့ကတော့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲရှုံးရလက်ရရှိထားပြီးတော့ရိုမာအသင်းအနေနဲ့က3ပွဲနိုင်2ပွဲရှုံးရလက်ကိုရရှိထားတယ်ရိုမာကအဆင့်4အတလနာကအဆင့်10အဆင့်10ရအသင်းကအဆင့်4ရအသင်းကိုကြီးပြန်ပေးကြတယ်အတလန်တာရဲ့အိမ်ကွင်းမှာတွေ့ဆုံမှုတိုင်းမှာရိုမာအသင်းအနေနဲ့အမြဲတမ်းရုန်းကန်တွေ့ရှိရပြီးတော့အမြဲတမ်းအတလန်တာအသင်းကပဲအမြဲတမ်းအသာရရှိတာမှုကိုတွေ့ရှိထားရတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့ဆိုရင်တော့9ပေါင်းအောက်ကိုပဲကျွန်တော်ရွေးချယ်ခြင်းပါတယ်နောက်တစ်ပွဲကတော့ည7:00နာရီမှာကန်မဲ့စပိန်လာလီဂါပွဲစဉ်မှာအယ်ချီနဲ့ဗီလာရီယယ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဗီလာရီယယ်က level 55ရှုံး9ပေါင်းကြီးအနေနဲ့365နိုင်ကြီးဖွင့်နေထားတယ်။အချီအသင်းအနေနဲ့ကနောက်ဆုံး5ပွဲမှာ4ပွဲနိုင်1ပွဲရှုံးရလက်ရရှိထားပြီးတော့ဗီလာရီယယ်ကတော့နောက်ဆုံး5ပွဲမှာ1ပွဲနိုင်1ပွဲသရေ3ပွဲရှုံးရလက်ကိုရရှိထားတယ်။အချီအသင်းရဲ့အိမ်ဝင်းပွဲစဉ်တွေမှာဗီလာရီယယ်အနေနဲ့သွားကန်ရတဲ့အမြဲတမ်းရုန်းကန်လေးရှိတာကိုတွေ့ရှိရတယ်။အချီအသင်းအနေနဲ့ကလည်းအိမ်ဝင်းပွဲစဉ်ဆိုရင်တော့ခြေစွမ်းကောင်းနေပြသလေးရှိတယ်။ကြီးဖွင့်လင်းမှုရ level 55ရှုံးကို9ပေါင်းကြီးအနေနဲ့365ဆိုတဲ့ကြီးမှာဘော်ဒီကြီးပြော့ပြီးတော့9ပေါင်းကြီးပြင်းနေတာဖြစ်တဲ့အတွက်ကြောင့်နှစ်ဖက်အပြန်အလှန်တွင်းကိုတွေရရှိလိုက်မယ်လို့ကျွန်တော်အနေနဲ့ယူဆရတဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ပွဲစဉ်ကိုတော့ကျွန်တော်အနေနဲ့9ပေါင်းအပေါ်ကိုပဲရွေးချယ်ပေးခြင်းပါတယ်နောက်တစ်ပွဲကတော့ည2နာရီခွဲမှာကန်မဲအက်စပန်ညိုနဲ့ဘာစီလိုနာတို့နဲ့ပွဲစဉ်ဖြစ်ပါတယ်အက်စပန်ညိုကတော့နောက်ဆုံး5ပွဲမှာ4ပွဲနိုင်1ပွဲရှုံးရလက်ရရှိထားပြီးတော့ဘာစီလိုနာအနေနဲ့ကတော့နောက်ဆုံး5ပွဲမှာ5ပွဲစလုံးကိုအနိုင်ရရှိထားတာကိုတွေ့ရှိရပါတယ်။ဘာစီလိုနာနဲ့အက်စပန်ညိုတို့ထိပ်တိုက်တွေ့ဆုံမှုတွေမှာဘာစီလိုနာကပဲအမြဲတမ်းအသာစီးရလေးရှိတာကိုတွေ့ရှိရတယ်။ကြေးဖွင့်လင်းမှုအရလည်းဘာစီလိုနာကအဆင့်1အက်စပန်ညိုကအဆင့်5အဆင့်1ကပြီးတော့5ကိုအဝေးကွင်းရပြီးတော့တလုံး40ရှုံးဆိုတဲ့ကြေးဖွင့်လင်းထားမှုဟာဘာစီလိုနာအနည်းဆုံးတစ်လုံးနဲ့နိုင်မဲ့ကြေးဖွင့်လင်းမှုမျိုးကိုကျွန်တော်ယူဆရတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့ကတော့ဘာစီလိုနာအနေနဲ့ 1-0 2-0 2-1 ဆိုတဲ့ရလဒ်မျိုးတွေကိုပဲထွက်ရှိမယ်လို့ကျွန်တော်အနေနဲ့ယူဆရတယ်အဲဒီအတွက်ကြောင့်ဒီပွဲစဉ်ကိုတော့ကျွန်တော်အနေနဲ့ဘာစီလိုနာဘော်ဒီတစ်ကြောင်းတွေကိုပဲရွေးချယ်ပေးခြင်းပါတယ်ကြိုက်တူရင်ယူကြပါဗျเนาะညီကိုရအားလုံးအဆင်ပြေအောင်မြင်ကြပါစေကြိုက်နေတဲ့ဆိုရင် like and subscribe လေးနဲ့အားပေးသွားကြပါ